ပြောင်းရွှေ့နောက်ဆုံးနေ့သတင်းများလီဗာပူးတင်ဟာချက်စီရဲ့ပေါင်61မီလီယံတန်ဖိုးရှိအပြောင်းရွှေ့ကိုဂျာပြတ်ခေါ်ယူနိုင်ခဲ့ပြီးအာဆင်နယ်ဟာကွင်းလယ်ကစားသမားတစ်တဦးကိုခေါ်ယူဖို့ပြစ်မှတ်ထားနေတယ်လို့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပရီးမီးယားလိဂ်အသင်း20လုံးအတွက်ဒီည9 နာရီထိတာပြောင်းရွှေ့စာချုပ်တွေကိုပြီးသက်နိုင်ဖို့အချိန်ကျန်ရှိပြီးလက်ရှိမှာဆွေးနွေးနေတဲ့အပြောင်းရွှေ့တွေလည်းအများပြားရှိနေပါတယ်လီဗာပူးဟာနောက်တန်းကစားသမားတစ်ဦးကိုပြစ်မှတ်ထားနေပြီးနီးပြအာနီစလော့အနေနဲ့လူးရွှေရဲ့ဂီတာရူဒါကိုခေါ်ယူနိုင်ပြီလို့ယုံကြည်ခဲ့ပေမဲ့မနေ့ညမှာတော့အဲ့ဒီအပြောင်းရွှေ့ကပြက်ကွယ်သွားခဲ့ပါတယ်။ဒါကြောင့်လက်ရှိချန်ပီယံအသင်းဖြစ်တဲ့လီဗာပူးဟာချက်စီကလည်းစိတ်ဝင်စားနေတဲ့ဂျီမိုင်ဂျက်ကွက်ကိုမျက်စိစိုက်လာပြီးနွေရာသီအတွက်ပြောင်းရွှေ့သဘောတူညီမှုကိုကြိုတင်ရရှိထားပြီလို့တောင်ပြောနေကြပါတယ်။တစ်ဖက်မှာလည်းအာဆင်နယ်ဟာမီခဲမယ်ရီနိုရဲ့6ရောက်ရိုးကျိုးထံရအတွက်ခွဲစိတ်ကူးတာမှုခံယူရပြီးနောက်ချိန်ကြာမြင့်စွာအနားယူရမယ်လို့အတည်ပြုကြေညာခဲ့ရတာကြောင့်နီးပြမီခဲအာဒေတာနဲ့အာဆင်နယ်ရဲ့ကစားသမားရွေးချယ်ရေးအဖွဲ့ဟာကွင်းလယ်ပိုင်းကိုအရေးပေါ်အင်အားဖြည့်ဖို့ပြောင်းရွှေ့ဈေးကွက်မှာလှုပ်ရှားလာခဲ့တာဖြစ်ပါတယ်။အခြားဘက်မှာတော့မန်ချက်စတာယူနိုက်တက်ကလည်းအပြောင်းရွှေ့လှုပ်ရှားမှုတွေကိုပိတ်မထားသေးပဲတော်တင်ဟန်ဟော့စပါအက်စတွန်ဗီလာနဲ့အေဗာတန်တို့ပါနောက်ဆုံးနာရီတွေမှာအရေးကြီးတဲ့အပြောင်းရွှေ့တွေလှုပ်လာနိုင်တဲ့အခြေအနေတွေရှိနေပါတယ်။ဒါအပြင်ဥရောပတလွှားနဲ့ EFL မှပြောင်းရွှေ့များကိုလည်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဖုတ်ဘောဟက်ကိုအပေးနာဆင်ပေးကြတဲ့မိတ်ဆွေတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်စိတ်ဝင်စားစရာဘောလုံးသတင်းတွေကိုလည်းဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်လို့ like share နဲ့ subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့ဦးနော်။